အာနိမိတ်တနိဗ္ဗာန်သုံးညတနိဗ္ဗာန်သဥပါတိသေသနိဗ္ဗာန်အနုပါတိသေသနိဗ္ဗာန်နိဗ္ဗာန်นี่အများကြီးပါဗျာနော်မှန်ပါအာပနိဟိတနိဗ္ဗာန်ကသောတာပန်သရဂံမှန်ပါဗျာအာနိမိတ်တနိဗ္ဗာန်ကအနာဂံမှန်ပါသုံးညတနိဗ္ဗာန်ယဟန္တာမှန်ပါသဥပါတိသေသနိဗ္ဗာန်ဆိုတာယဟန္တာအနုပါတိသေသနိဗ္ဗာန်ဆိုတာဒီခန္ဓာမရှိမှရတာမှန်ပါဒီခန္ဓာရှိနေတော့လုံเสียတိုင်ကြမရှိလို့သုံးညမှန်ပါသူ့စိတ်နဲ့သူပါကျင့်ဖို့ကိစ္စမရှိလို့သုံးညဖြစ်ပေတဲ့သဥပါတိသေသနိဗ္ဗာန်ယဟန္တာသဥပါတိသေသနိဗ္ဗာန်ဆိုတာဘာလဲတဲ့မြင်တာပဲကြားတာနာတာပဲစားတာပဲစားတော့စားနေရတယ်တဲ့မျက်စိကလည်းပဲမြင်စရာရှိလို့မြင်တယ်ခန္ဓာ၅ပါးပဲရှိနေတော့မြင်နေရသေးတယ်မှန်ပါဗျာနော်နာဝေဒနာတော့ချုပ်ပြီးကာယကဒုက္ခဝေဒနာရှိမှန်ပါဗျာနာဝေဒနာချုပ်သွားပြီချုပ်သွားပါဗျာနော်မှန်ပါကာယကဒုက္ခဝေဒနာကြားနေစေတသိက်ကဒုက္ခချုပ်သွားမှန်ပါစေတသိက်ကနာဝေဒနာချုပ်သွားမှန်ပါကာယကဒုက္ခကြားနေတယ်ဒါကြောင့်မလို့သဥပါတိသေသနိဗ္ဗာန်မှန်ပါဗျာအနုပါတိသေသနိဗ္ဗာန်ကဒီခန္ဓာပြတ်မှရမှန်ပါဗျာသဥပါတိသေသနိဗ္ဗာန်သုံးညတနိဗ္ဗာန်ဒီနိဗ္ဗာန်တစ်ပါးရမှန်ပါဗျာအခုပြစ္ဆုတ်ပန်ရှိနေမှန်ပါဗျာပြစ္ဆုတ်ပန်ရတဲ့ပုဂ္ဂိုလ်ပြောတာနော်မှန်ပါဗျာနော်သုံးညတနိဗ္ဗာန်ရအနုသဥပါတိသေသနိဗ္ဗာန်မှန်ပါဗျာသင်္ခါရရှိသေးတယ်မှန်ပါဘာသင်္ခါရလဲဓမ္မသင်္ခါရမှန်ပါဓမ္မသင်္ခါရရှိမှန်ပါမြင်စရာရှိမြင်တယ်လေအတန်ရှိကြားမလဲအနံ့ရှိနားမလဲနှာခေါင်းရှိအပြားလာရှိစားမလဲအတွေ့ရှိသိမလဲဓမ္မရှိသိမလဲအဲ့ဒီတကား6ပေါက်ကမြင်စရာသိစရာနားဒါတွေရှိနေသေးလို့သဥပါတိသေသနိဗ္ဗာန်မှန်ပါဗျာသင်္ခါရရှိသေးတယ်ဘာသင်္ခါရလဲတဲ့ပုရုษသင်္ခါရမျိုးမဟုတ်ဓမ္မသင်္ခါရမှန်ပါဗျာအဲ့ဒါကြောင့်မလို့သဥပါတိသေသနိဗ္ဗာန်မှန်ပါသုံးညတနိဗ္ဗာန်သုံးညတနိဗ္ဗာန်ဆိုကျင့်ဖို့ကိစ္စဘာမှလုပ်เสียမရှိဘူးဆိုတာသုံးညတနိဗ္ဗာန်မှန်ပါဗျာဖြစ်ပြဆုံးတဲ့ပုဂ္ဂိုလ်နော်မှန်ပါတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်